Hello အားလုံးပဲမင်္ဂလာပါကျမတို့မတွေ့ရတော့တော်လေးကြာသွားပြီပေါ့နော်အဲ့တော့ဒီနေ့ကတော့ကျမကအရင်2023တုန်းကတင်ထားတဲ့ဒီ passport ဘယ်လိုလုပ်ရလဲဘာလို့လဲဆိုတော့ video ပေါ့နော်အဲ့ video ကအခုချိန်ထိ view တအားတက်တယ်ပေါ့နော်အဲ့တော့အခုမှစလုပ်မဲ့သူတွေကအဲ့ video ကြည့်ပြီးတော့တော်လို့ရှိရင်ကျမတို့ဟိုရောက်လို့ရှိရင်အခက်အခဲဖြစ်နိုင်တယ်ပေါ့နော်ဘာလို့ဆိုတော့လိုအပ်တဲ့စာရွက်စာတမ်းတွေကဟိုနည်းနည်းလေးကွဲတာမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးတော်တဲ့သူတွေအဆင်ပြေမှာဆိုတော့ကျွန်မဒီနေ့ video လေးကိုထပ်ဆောင်ပြီးတော့လုပ်ပြရဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေဘာတွေထပ်လုပ်လဲပေါ့နော်ဘာတွေထပ်လုပ်လဲဆိုတော့ဒီအရင်ကျွန်မ2023တုန်းကတင်ထားတဲ့အဲ့ဒီ video ထဲမှာပြောပြထားတဲ့စာရွက်စာတမ်းတွေအပြင်ကိုကျွန်တော်တို့ smart card ထပ်လုပ်ပါတယ် smart card ထပ်လုပ်ရဲပေါ့နော်အဲ့ဒီ smart card ကဘယ်လိုလူမျိုးတွေလောက်ထားတယ်လဲဆိုလို့ရှိရင်အထူးသဖြင့်ကအခုအခုမှစလုပ်မဲ့ passport အခုမှစလုပ်မဲ့သူတွေပေါ့နော် PV သမား PG သမားလောက်ထားတတ်ပါတယ်ကျမတို့လူမျိုးဒီ2023 2022အဲ့အရှိပိုင်းကာလတွေဒီစနစ်ဟောင်းသမားတွေလည်းပဲလောက်ထားတတ်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့တက်တိုးတဲ့အခါမှာ smart card လိုပါတယ်ပြီးတော့ဒီ PG သမားတွေပေါ့နော် PG သမားတွေဆိုလို့ရှိရင်ပို့လို့တော့မှလိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျမတို့PG နဲ့ဒီပြပကိုထွက်တော့မယ်ဆိုတဲ့ခါကျတော့ကျမတို့ဒီ overseas worker identification card လို့ခေါ်တဲ့ OWC card ပေါ့နော်အဲ့ဒီ OWC card လိုအပ်တယ်အဲ့ဒီ OWC card လောက်ဖို့အတွက်က smart card လိုအပ်ပါတယ်ဆိုတော့ smart card ကတအားအရေးကြီးတယ်အဲ့တော့ smart card လောက်ရတာဘာမှမခက်ခဲဘူးပေါ့နော်ဘာယူသွားမလဲဆိုလို့ရှိရင်အရင်ဦးဆုံးကကျမတို့ဒီအိမ်အောင်စရာမိတ်တူပေါ့နော်ဒီတကောင်စရင်ပေါ့လေတကောင်စရင်မိတ်တူနဲ့ကျမတို့ဒီကိုယ့်ရဲ့ဖတ်ပုံတွေဟိုပါပေါ့ကိုယ့်ရဲ့ဖတ်ပုံတွေအဲ့နှစ်ခုမိတ်တူယူသွားလို့ရှိရင်ရပြီပေါ့နော်ကိုယ့်ရဲ့နီးစက်ရရုံးတွေမှာသွားပြီးတော့ဒီ smart card လုပ်လို့ရတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုရှိတာကတချို့ PG သမားတွေကလေဒီလေစိတ်ကနေကျမတို့မဖြတ်ဖယ်နဲ့တခြားနေရာကနေကျမတို့ကူးကြတယ်ပေါ့နော်အဲ့လိုလူတွေကလည်းလေစိတ်ကနေမဖြတ်ဖဲနဲ့တခြားကနေကူးတဲ့သူတွေကလည်းပဲ smart card လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တခြားလမ်းကြောင်းကနေကူးတဲ့အခါမှာလည်း smart card ပြရပါတယ်ဆိုတော့ကျမတို့ OWC card ပဲမလိုတာပေါ့နော်ဒီ smart card ကတော့ကျမတို့တခြားလမ်းကြောင်းမှာလည်း smart card ပြရပါတယ်အားကြောင့်မလို့ smart card ကအရင်ရေးကြည့်ပါတယ်စနစ်ဟောင်းသမားတွေရောစနစ်သစ်သမားတွေရောအကုန်လုံးဒီ smart card ကိုလောက်ထားတာပို့ပြီးတော့တင့်တော်တယ်ပေါ့နော်ပြီးတော့ smart card လောက်ရတာလည်းမခက်ခဲဘူးလीနော်အဲ့တော့လောက်ထားတာဘာဖြစ်လောက်ထားတာအကောင်းဆုံးဖြစ်ပါတယ်အဲ့တော့ကျမတို့တွေဒီ smart card လောက်ပြီးသွားပြီပေါ့နော်အဲ့ smart card လောက်ထားလိုက်ပြီဟုတ်ပြီအဲ့တော့ smart card လောက်ထားတဲ့ကောင်းကျိုးတွေရှိတယ်ဘာတွေလဲဆိုလို့ရှိရင်ကျမအရင်ဗီဒီယိုမှာပြပြထားတဲ့ဒီဗီဒီယိုရဲ့နောက်ဆုံးမှာပါတဲ့ EID မိတဲ့ကိစ္စတွေပေါ့နော်အဲ့ဒီ EID မိတဲ့ကိစ္စတွေက smart card လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ EID မိတဲ့ကိစ္စတွေရုံးထဲမှာမဖြစ်တော့ဘူးပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီ EID စစ်တာဒီကျမတို့ဒီ smart card လောက်တာနဲ့တခါတည်း EID စစ်ကြတာဖြစ်ပါတယ်ဆိုတော့ရုံးထဲမှာကျမတို့ EID မိတဲ့အဲ့လိုပြဿနာတွေဖြစ်မှာမဟုတ်တော့ဘူးပေါ့နော်ဆိုတော့အဲ့တစ်ချက်ကောင်းသွားတယ်ပေါ့နော်နောက်တစ်ခုကကြာတော့ကျမတို့ရုံးကိုပေးချရတဲ့ငွေပမာဏပေါ့နော်အရင်တော့ကတော့ကျမတို့ရုံးကိုပေးရတဲ့အတရေငွေပမာဏက3000ပဲဖြစ်ပါတယ်အခုကတော့4000ပဲဖြစ်သွားပါပြီဆိုတော့ဒီ service အပ်တဲ့သူတွေကပို့ပြီးတော့ဒီ online booking အတွက်ကို service အပ်တဲ့သူတွေကတော့ဒီ service ခနဲ့ရုံးကိုပေးရတဲ့အတရင်ပေးရတဲ့ငွေပမာဏနဲ့ဆိုနည်းနည်းတော့များသွားမှာပေါ့နော်ဆိုတော့အဲ့ဒါမျိုးကွဲတယ်ပေါ့နော်အရင်2023တုန်းကတော့ရုံးကိုပေးရတဲ့ငွေပမာဏက3000ခွဲအခုကတော့4000ခွဲဖြစ်ပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ရုံးဝင်ရတဲ့အချိန်ပေါ့နော်ရုံးဝင်ရတဲ့အချိန်ကကြတော့အရင်တော့ဆိုလို့ရှိရင်ကျမတို့က online booking တင်ပြီးပြီဆိုတာနဲ့ကျမတို့ဓာတ်ထဲမှာလာနဲ့ချီပြီးတော့စောင့်ပါတယ်2လ3လတော့လည်းကောင်းပေါ့နော်စောင့်ပါတယ်အခုကကြတော့ဒီနေ့ online booking တင်တယ်ဆိုလို့ရှိရင်မနက်ဖြန်ရုံးဝင်ရပါတယ်ဆိုတော့ဘယ်လိုပြောရမလဲမြန်တယ်ပေါ့နော်မြန်တယ်အဲ့စနစ်လေးလည်းပြောင်းသွားတယ်ပေါ့နောက်တစ်ခုကအခုနောက်ပိုင်းကကြတော့ကျမတို့တို့တရားဝင်ကြီးညာထားတယ်လीနော်ကျမတို့ passport အမြန်လုံးလို့ရနေပြီဆိုတဲ့ဟာမျိုးပေါ့နော်ဘယ်လောက်လဲမသိဘူးကျမတခြားမကြည့်တာ9သိန်းကျော်လားဘယ်လောက်လဲကျမလည်းတခြားတော့မသိဘူးပေါ့နော်ဒါကြောင့်မကြည့်လိုက်ရသေးဘူးတို့ကြီးညာထားတွေ့တယ် passport အမြန်လုံးလို့ရတယ်ဆိုပြီးတော့အဲ့လိုမျိုးရှိရကိုကအလင်းလုံးနဲ့ဆိုတော့လောက်ပေါ့နော်အရင်အလင်းမျိုးသေးဆိုရင်လို့ရှိရင်တော့ဒီပတ်ဆက်အတရင်ကျမတို့ရုံးကိုပေးချရ4000ခွဲနဲ့တခြားတိုလီမုတ်စာပေးရတာနဲ့ဆိုတိတ်တော့မသွားဘူးပေါ့နော်တသိန်းအတွင်းပဲရှိမှာပေါ့လေဆိုတော့ဈေးစကားတော်တော်လေးတက်တာတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးပါပဲဆိုတော့အများကြီးတော့မပြောင်းလဲဘူးအရင်ဆုံးပြောင်းတော့ smart card လိုတယ်ပြီးလို့ရှိရင်ကျမရုံးကိုပေးချရတဲ့ငွေပမာဏပြောင်းသွားတယ်နောက်ရုံးချင်းအချိန်ကြီးပြောင်းသွားတယ်ပေါ့နော်အဲ့လောက်ပဲကျန်တာကတော့ပုံမှန်ပဲပေါ့နော်အဲ့ဒီဟာလေးကိုကျွန်မဒီနေ့ဗီဒီယိုမှာထပ်ပြီးတော့
ပြောချင်တာဖြစ်ပါတယ်တော့ကြောင့်ကိုယ့်ရဲ့ဒီတင်ထားတဲ့ဗီဒီယိုကိုကြည့်ပြီးတော့တချို့ကျတော့လည်းအချိန်ကိုမကြည့်မိလိုက်ဘူးသိရမလားဟိုတက်လာတဲ့ဗီဒီယိုပဲဝင်ကြည့်လိုက်တာမျိုးပေါ့ဆိုတဲ့ခါကျတော့အဲ့လိုမျိုးတိုင်တွားလို့ရှိရင်အဆင်ပြေဖြစ်မှာဆိုလို့ကျွန်မဒီနေ့ဗီဒီယိုလေးကိုထပ်ပြီးတော့ထပ်ဆောင်လုပ်ပြရဖြစ်ပါတယ်အားလုံးပဲကျွန်တော်တို့ဒီစားဆိုင်ရလုပ်တဲ့ကိစ္စတွေမှာဆက်ဆိုင်ရအဆင်ပြေဆုံးကြပါစေရှင်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်